အိမ်နဲ့မနီးမဝေးမှာလေကွင်းဘေးကစားတောက်ဆိုင်လေးရှိတယ်။ထိုင်းစားစာတွေနဲ့ကော်ဖီကိုအဓိကထားပြီးတော့ရောင်းပါတယ်။လေကောင်းလေတန့်လေးလည်းရပြီးဈေးလည်းတက်တာတော့မကြခဏတော့ဖြစ်တော့တာပါပဲ။ခောက်ဆိုင်ကပထမဦးဆုံးချိန်စားပူတာပါ။မကြိုက်လောက်ဘူးထင်လို့အရင်ကစားမကြည့်ခဲ့မိဘူးရှင်။စားကြည့်တော့ရွှေရောင်ခောက်ဆွဲရတာလေ။ကော်ဖီနဲ့ထမင်းကတော့ပုံမှန်အရသာပါပဲ။ကိတ်မုံလေးလည်းစားလို့ကောင်းတယ်။မုံငင်းချင်လိုမျိုးလေးလည်းပေးထားပေမဲ့ကျမကတော့စက်သွန်နေကွင်းထက်အယုတ်သီးမုံဖြူပြီးတော့တံမြိုင်ညှစ်ပြီးတော့စားခဲ့တယ်ရှင်။လေးငင်းခံရင်ရှုခင်းကြည့်ရင်နဲ့အေးစစ်စစ်ထိုင်ချီပြီးတော့စကားပြောလို့ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ပါ။ဆိုင်ရနေပြန်ကားနီးမှာဆိုင်အပေါ်ထက်ကိုလည်းတက်ကြည့်ခဲ့ပါသေးတယ်။အပေါ်ထက်ကရှုခင်းနေလည်းတအားလာပါတယ်ရှင်။ချင်းမိုင်လာတဲ့အခါနာမည်ကြီးပြီးတော့ popular ဖြစ်တဲ့နေရာတွေကိုတွားရုံနဲ့မကဘဲနဲ့အခုလိုမျိုးနာမည်မကြီးဘဲနဲ့လမ်းကြားလေးတွေထဲမှာရှိတဲ့ local တွေအသွားများတဲ့နေရာလေးတွေကိုလည်းတွားကြည့်ခဲ့ပါအောင်နော်။